ပေးမလို့မတူဘူးလေဒါကတော့လို့ပေးတယ်မဟုတ်ဘူးတရင်ကျုပ်ကတော့ပြီဆိုတာနဲ့လူတိုင်းမဟုတ်ဘူးရကြတာကြီးပဲအဲ့တော့ယောက်ျားဒီဖက်နဲ့ဝယ်ကတော့တာဖြစ်တဲ့အတွက်မိမမဟုတ်ဘူးပေးကိုပေးရမယ်လေမဟုတ်ဘူးလေမိမစဉ်းစားကြည့်လေယောက်ျားကမိမအလုတ်သွားလို့ရှိရင်ပေးတာ900ဒါကားစီးဖို့သုံးဖို့ကပေးတာ1000 1500ပြန်လာယောက်ျားပတ်စံတပြားမှမကြံတော့ဘူးလေမကြံတော့ပတ်စံအကုန်အပ်တာဘယ်ကတော့ယူပြီးတော့ပေးရမလဲဘယ်ကပတ်စံရှာပြီးပေးရမလဲလို့ကိုပြောင်းအဲ့တော့ရှင်နေများသွားပြီရှင်ပြောကျမကိုချစ်တယ်ဆိုချစ်တယ်လေကျမကိုချစ်တယ်ဆိုရင်ကျမပေးတဲ့လမ်းစရိတ်အဲ့1500ကိုရှင်နည်းနည်းပါခွဲချမ်းစိတ်ပြီးတော့စုပြီးတော့ကျမကိုပြန်ပြီးတော့မဖိုးလေးပါလေပြန်ပြီးပေးရမယ်လေအော်ဘယ်လိုပေးမလဲကားအသွား400အပြန်400 800လေကျန်တဲ့600နည်းနည်းဆက်လက်တော့ကောစားလေးတော့ရှိမှာပေါ့ဘလို့သုံးမလို့1500နဲ့အဲ့ဆိုရှင်ကျမကိုပေးနိုင်ဘူးမောပေးစရာမရှိတာလေမပေးတာမှမဟုတ်တာရတယ်လေအဲ့ဆိုလည်းကျမရှင်ကိုမကတော့တော့ဘူးပေးနိုင်မရှိဘူးမိမအော်ဒုက္ခပါပဲကွာတရင်ကျလာကြတော့တာတဲ့မဟုတ်ဘူးမပေးလို့ကြောတဲ့ပစ္စည်းပြန်ယူသွားတယ်တဲ့ဗျာ